အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ channel ကနေစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှာလည်းစာရေးဆရာအကစောရေးသားထားတဲ့ဘူးစဉ်ရှိတ်တဲ့အမဲယိုဆိုတဲ့ဇာတ်လမ်းအစဆုံးတင်ဆက်ပေးမှာပါဇာတ်လမ်းမစတင်ခင်မှာကျွန်တော်ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုအသစ်တင်တိုင်းမှာသိချစီဖို့အတွက်လည်း notification ခေါင်းလောင်းလေးကိုနှိပ်သွားကြပါအောင်ခင်ဗျာဘူးစဉ်ရှိတ်တဲ့အမဲယိုအစအဆုံးအချိန်အားဖြင့်1980ခုနှစ်ခန့်ကဖြစ်တယ်။မြန်မာပြည်အလဲပိုင်းပဲခူးတိုင်းအတွင်းမှာနဘူးအိုင်ဆိုတဲ့ရွာလေးတစ်ရွာရှိတယ်။ထိုရွာလေးမှာကားလမ်းရထားလမ်းများနဲ့ကွေးကွာပြီးတော့အနှင်းငယ်ခေါင်တဲ့ရွာလေးတစ်ရွာဖြစ်တယ်။ရွာအရှိဘက်မှာတော့ပဲခူးရိုးမှာတောင်တန်းကြီးနေဆက်ဆက်တီးရှိနေတဲ့တောင်ဆွဲကုန်းများရှိကရွာအနောက်ဘက်မှာတော့ရှောင်းငယ်လေးတစ်ချောင်းကဖြတ်တန်းစီးစင်းလျက်ရှိတယ်။ရွာသူရွာသားအများစုကလေယာစိုက်ပျိုးတဲ့လုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုတည်ကများတယ်။ထိုရွာငယ်လေးတွင်မောင်လူလာတို့တားမိကလည်းနေထိုင်နေမောင်လူလာမှာအသက်က16နှစ်အရွယ်ဖြစ်တယ်မိခင်ဖြစ်သူကဒေါ်လုံးတင်အသက်က60နီးပါးခန့်ရှိပြီအသက်ကြီးမှတားသမီးရတာမလို့မောင်လူလာနဲ့ဒေါ်လုံးတင်ကအသက်အတော်ကွာနေတယ်မောင်လူလာ10နှစ်သားခံမှာပင်ဖခင်ဖြစ်သူတေဆုံးသွားခဲ့လို့ဒေါ်လုံးတင်ကတားဖြစ်သူကိုလူလားမြောက်အောင်အတွက်ရဲရွာအတွင်းကရသမျှအလုပ်တွေကိုလုတ်ကန်ရှာဖွေစားတော့ကကျွေးမွေးခဲ့ရတယ်ကောက်ဆိုင်ပေါင်းလိုက်ပဲနှုတ်ပဲကောက်စတဲ့အလုတ်ကျန်းတွေကိုလုတ်ကန်ယုံနေမကရွာထိပ်ကအကြော်ဖို့တဲပြီးတော့ရွာရိုးကိုပေါက်ကိုလှည့်ကအကြော်ရောင်း၍ရှာကျွေးကြရတယ်။နေပူပူကွင်းခေါင်ခေါင်မှာအလုတ်လုတ်ကန်ရခြင်းအကြော်ကြော်ရတဲ့အခါမှာလဲပူပြင်းလာတဲ့မီးရှိန်များကိုအချိန်ကြာမြင့်စွာခံခဲ့ရခြင်းတစ်ဖက်အကြော်လဲလှည့်ရောင်းခဲ့ရတဲ့အခါမှာတော့နှွေမိုးဆောင်ရွာစဉ်လှက်ပတ်ကရောင်းချခြင်းတို့ကြောင့်ယခုအသက်အရွယ်မှာတော့ဒေါ်လုံးတင်တယောက်မျက်စိနှစ်ဖက်ကတိမ်ဆွဲပြီးတော့မျက်လုံးကွယ်သွားခဲ့လေပြီ။မျက်လုံးကွယ်သွားသည်ဆိုတော့လေအပြည့်အဝကွယ်ခြင်းမဟုတ်ဘဲနဲ့ခက်မုံမုံကလေးတော့မြင်နေရတယ်။ငွေကြေးမတက်နိုင်သူများဖို့တိမ်ဆွဲနေသည့်မျက်လုံးကိုမကုနိုင်ပါ။မိခင်မျက်လုံးကွယ်ပြီးသည်နှင့်နောက်ပိုင်းမှာတော့အိမ်မှာရှိတဲ့တာဝန်အကုန်လုံးကိုမောင်လူလပကုံးပေါ်ကိုကြာရောက်လာတယ်။မောင်လူလကမိခင်အိုကြီးအားတက်လှည့်ပြန်လှုပ်ကြွေးရတော့တယ်။မောင်လူလတို့နေထိုင်တဲ့ရှံဝင်းမှာနဘူးအိုင်ရဲ့ရွာအစွန်ဘက်မှာတီရှိကအတော်အတန်ကျဲဝန်းလာတယ်။မောင်လူလကရှံဝန်းအားရှင်းလင်းကတီးပင်စားပင်များစိုက်ပျိုးလေတယ်။ရှံရဲ့အနောက်ဘက်မှာတော့ငပြောပင်များအတန်းလိုက်ကြီးစိုက်ပျိုးထားပြီးတော့စူးပုတ်ကမွန်းကျင်အပေများကိုရှံစည်းရိုးတပွဲကာယံကစိုက်ပျိုးထားတယ်။တရက်မယန်းရှားဆောင်ရှောက်နေတံမြာပင်များကဲ့သို့သောတီးပင်စားပင်များကိုလည်းစိုက်ပျိုးထားတဲ့အပြင်ပင်စိမ့်နန်နန်မုံလာမှုံညင်းစားတဲ့ဂျာတီထွက်တီးနှံများကိုလည်းစိုက်ပေါင်လေးများဖွဲ့ကစိုက်ပျိုးထားပြီးတခွားဖယုံခေါ်ဝဲကျဟင်ကကင်မွန်စတဲ့အတီးနှံများလည်းအလဲကျစိုက်ပျိုးကထွက်ချီလာတဲ့တီးနှံများအားစက်ဘိန်းနဲ့တင်ကကျွဲချင်ရွာဘူတာဈေးသူတွားရောက်ကရောင်းချလေးရှိတယ်။ကျွဲချင်ရွာမှာတော့နဘူးအိုင်နဲ့10မိုင်ခန့်မြကွာဝေးပြီးရထားဆိုင်သဖြင့်စီကားလာသူမောင်လူလာအတွက်အလုတ်ဖြစ်တယ်လို့ဆိုရမယ်။မိမိကိုယ်ပိုင်ရှန်ကစိုက်ပျိုးရောင်းချသည်မို့လို့အမျက်အစွန်းမများလာတော့လေအတော်အသင့်ငွေကောင်းလာတော့မောင်လူလာကစိုက်ပျိုးရေးကိုသာဇောက်ချလောက်ကင်လေးရရှိတော့တယ်။အဝေးမှာလှမ်းကြည့်ုံနဲ့ပင်မောင်လူလာတို့ရဲ့ရှန်ကလေးကတီးပင်စားပင်စိုက်ခင်းများနဲ့ဝေးဝေးဆာဆာရှိနေတယ်။အခုလဲမောင်လူလာတယောက်ကတော့ဖယုံခင်းကိုဖြတ်ခါဝလုံးတိုင်များနဲ့ရှေ့လျားလာတဲ့စင်ကြီးတစင်ကိုထိုးနေတယ်။တရွာတဲ့သားချင်းဖြစ်သူညိုမြကမောင်လူလာတို့ရှံဝန်းတဲတို့အပြေးကလေးဝင်လာခဲ့တယ်။ညိုမြကမောင်လူလာတို့နဲ့ငယ်စဉ်ကလေးကစော့ပေါ်စော့ဘက်ဖြစ်သည်မို့လို့အသက်ရွယ်ချင်းကလည်းမတိမ်မရင်ဖြစ်တယ်။လူလာရေလူလာရှန်ချီကညိုမြရဲ့အော်ခေါ်တန်ကြားလို့မောင်လူလာကပါဇက်ထဲကကိုက်ထားတဲ့နှီးချောင်းများကိုဖယ်ထုတ်လိုက်ပြီးတော့ဟေးညိုမြလားဝင်းခဲ့လေဟာမောင်လူလာအော်ခေါ်လိုက်တဲ့ပြင်ညိုမြလည်းစိုက်ခင်းအတွင်းသို့ဝင်လာခဲ့တယ်ညိုမြကမောင်လူလာအနီးနားသို့ရှောက်လာရင်းကနေဘာလုပ်နေရလဲလူလာခြေလျှောက်ဘူးသီးစေးကကောင်းတော့မယ်လို့ကြားလို့ဘူးပင်ကိုစိုက်မလို့စင်ထိုးနေတာဟာဖယုံခင်းတော်မှာမြေလံပစ်လိုက်ပြီဒါနဲ့နင်ငါးချန်တဲ့ကိုရောက်ပုံထောက်ရင်တော့ဘာခူးစားကျင်လို့လေငါဟင်းအိုးကလေးရှက်နေတာပင်စိမ်းရွက်လေးနည်းနည်းလိုချင်လို့ခူးသွားမယ်နော်လူလာနင်ကလည်းအရှင်းချင်းတွေပဲပြောစရာလိုသေးလို့လားသွားခူးရည်သွားနင်တို့စားနိုင်တယ်လို့ခူးသွားမြို့မြကလူကြီးခါမြင့်ခန့်ရှိတဲ့စိန်လန်တန်မာနေတဲ့ပင်စိမ်းပင်မှာပင်စိမ်းအညွတ်များကိုလက်နဲ့ကူးဆွရင်လူလာရဲ့ပင်စိမ်းကနည်းနည်းပါးပါးလေးအုပ်ရင်ရပါပြီဟဲ့အေးပါဒါနဲ့ခြံစည်းရိုးမှာကမုန်းကျင်အနုလေးတွေထွက်နေပြီဟာနင်းစားကျင်ခူးသွားပါလားညိုမြကမျက်လုံးများအယောင်လက်သွားတော်လေကမုန်းကျင်ရွက်ကနင်းခူးရောက်မှာမဟုတ်ဘူးလားအာနာစရာကြီးဟာငါမခူးတော့ပါဘူးခူးတာခူးစက်မှာကမုန်းကျင်ဟာပေါ်ဦးပေါ်ပြားဆိုတာခူးရောက်လို့ရလောက်အောင်အနုကမထွက်သေးဘူးဟာခူးမှသာခူးစက်မှာဒါမျိုးကများများခူးလေများများနုလေပဲဟာအေးပါဒါဆိုရင်လေ
ငါရှင်ရင်ဟင်းလေးတောက်ဖို့အတွက်တစ်ခွက်စာလောက်တော့ခူးသွားအောင်မယ်ညိုမြကရှန်စီယိုအနားကိုသွားလို့လူလာကလည်းအနောက်ကနေမယောင်မလဲနဲ့လိုက်သွားတယ်ရှန်စီယိုအနားမှာပေါင်းများတေးရှာမလိုက်ရသေးတာမို့လို့ညက်များကလည်းထူထက်နေတယ်ညိုမြကကမွန်းကျင်အညွန့်လေးများကိုခူးဆွတ်ပြီးတော့တူယူလာတဲ့စကားခုံးလေးအတွင်းသို့ခူးထည့်လိုက်တယ်ကမွန်းကျင်အရွက်ကိုဇောနဲ့ခူးနေသည်မို့လို့အောက်ကမြက်များကိုတတိမထားမိပြီတစ်ဖက်အပင်သို့ရွှေ့ရန်ရှည်လန်းလိုက်စဉ်ခြေထောက်အောက်ကပျော့စီအေးဆက်နေတဲ့အရာတစ်ခုကိုထိမိသွားတဲ့အတွက်လန့်မိပြီးကြည့်လိုက်တော့အမလီမွေကြီးတော့ယုံမြကြောက်လန့်တကြားနဲ့အနောက်သို့ခုန်ဆုတ်လာခဲ့ရာအနောက်ကအတာကြည့်နေတဲ့မောင်လူလာနဲ့တိုက်မိပြီးလဲမလို့ဖြစ်သွားတယ်မောင်လူလာကညိုမြကိုပွေ့ဖတ်ထားသဖြင့်နှစ်ယောက်စလုံးလဲပြူမသွားခြင်းဖြစ်တယ်မောင်လူလာကမွေကိုကြည့်ပြီးတော့မျက်ချောမွေလေးပါဟာဘာအစိတ်မှမရှိပါဘူးအစိတ်မရှိပေမဲ့ငါကမွေကြောက်တာနင်းသိတယ်မဟုတ်လားညိုမြကကြောက်လန့်တကြားနဲ့မောင်လူလာအားဆွဲဖက်ထားပြီးသားဖြစ်နေတယ်မောင်လူလာကညိုမြမျက်နှာကိုပီတီတီနဲ့ကြည့်လိုက်တဲ့အခါမှာတော့ညိုမြကတတိပြန်ဝင်လာကမောင်လူလာအားပွေ့ဖတ်ထားတဲ့လက်တွေကိုလွတ်ပေးလိုက်လေတော့တယ်ညိုမြတယောက်ချက်သွားပုံရတယ်မျက်နှာကြီးနီးမြန်းလာတော့တယ်ညိုမြရာငါဖြင့်ဒီမွေကိုကျေးဇူးတင်နေဟာညိုမြကမျက်နှာစူပုတ်လိုက်ခါအသားကောင်နင်ငါ့ကိုတက်တက်အသားယူတာမဟုတ်လားနင်တော်တော်စိုးတဲ့ကောင်ပဲညိုမြကပြောဆိုလိုက်ပြီးတဲ့နောက်မှာတော့မောင်လူလာအားမျက်စောင်းတစ်ချက်ထိုးလိုက်ပြီးစကားခုံးကလေးကိုပြန်ကောက်ယူလိုက်ကစိုက်ခင်းအတွင်းမှာအပြေးတစ်ပိုင်းနဲ့ထွက်သွားလေတော့တယ်မောင်လူလာကတော့ပြေးထွက်သွားတဲ့ညိုမြရဲ့ကိုလုံးလေးအားအနောက်မှာကြည့်ကတဟင်ဟင်နဲ့ကြေနဲ့ပြုံးနေမိပါတော့တယ်မောင်လူလာရဲ့အပြုစုကောင်းမှုကြောင့်3 လခန့်ကြာတဲ့အခါစိုက်ခင်းအတွင်းမှာရှိတဲ့ဘူးစင်ကြီးတွင်အလွန်တန်မာထွားကျိုင်းလွန်းလာတဲ့ဘူးညွန့်ဘူးရွက်များဝေးစားစိမ့်လန်းနေပြီမောင်လူလာမှာမနက်စောစောဝေလီဟင်းလေးအချိန်တွင်ဈေးရောင်းထွက်ရန်အတွက်တီးနှံများခုစုပြီးတဲ့နောက်မှာတော့ဈေးသွားရောက်ရန်ပြင်ဆင်ပြီးဖြစ်တယ်။ဆက်ဘိန်းပေါ်သို့တီးနှံများတင်ရင်မောင်လူလာတက်ပြင်းတစ်ချက်ကိုရှာလိုက်မိသည်ကိုမိခင်ဖြစ်သူဒေါ်လုံးတင်အိမ်ပေါ်ကနေကြားလိုက်ရတယ်။တားကြီးဘာဖြစ်လို့တက်ပြင်းရှာနေရတာလဲကွယ်။အော်တခြားမဟုတ်ပါဘူးမေးရ။ဘူးစင်ကြောင့်ပါ။ဘူးပင်ကတန်လာတယ်ဆိုမဲ့လေအတီးကမတင်ဘူးအမေရ။လက်သီးစုပ်တော့အရွယ်ရတာနဲ့ဘူးတီတွေအကုန်လုံးပုတ်ပုတ်သွားတယ်။ဒီတိုင်းဆိုရင်တော့ဘူးတီမရောင်းရဘဲနဲ့ဘူးညုံမဲဆိုပြီးတော့ရောင်းရတော့မယ်ထင်တယ်အမေရဒေါ်လုံးတင်ကတစ်ချက်ကိုစဉ်းစားလိုက်ရင်အမေကြားဘူးတာတခုရှိတယ်တားရဲ့ဘူးစင်ကဘူးတီတွေမတင်တဲ့အခါအမဲရိုးကိုကျိုးနဲ့ချီပြီးတော့ဘူးစင်မှာတွဲလောင်ချထားရတယ်လို့လူကြီးတွေကပြောတာကြားဘူးတယ်မောင်လူလာမျက်မှောင်ကျုံလိုက်ပြီးတော့အမဲရိုးနဲ့ဘူးတီနဲ့ဘာဆိုင်လို့လဲအမေရအဲ့ဟာတော့အမေလည်းမသိဘူးတားရဲ့ငငယ်ကတော့အမေတို့ဘူးစင်တဲတော့ဘူးတီမတင်ရင်အမဲရိုးဆွဲပြီးတော့ထားလိုက်တာပဲတာဘာတက်လဲတော့မပြောတတ်ပြီမဲ့အမဲရိုးဆွဲကြတဲ့ရဘူးတီတွေမပုတ်တော့ဘဲနဲ့ကြီးလိုက်ထွားလိုက်တာတားရဲ့မောင်လူလာလည်းစဉ်းစားပြီးဖြစ်သွားတယ်အင်းဘော်လီတားတို့ညံမမီတဲ့ရှေးလူကြီးသူမတွေရဲ့လော်ကီအစီအရင်ဖြစ်မှာပေါ့ဒါမဲ့လည်းအမေရတားတို့မှာကအမဲသားမှမစားတာအမဲယူကဘယ်လိုလုပ်ပြီးတော့ရမှာလဲဗျဒါများဘာခက်လဲတားရဲ့အယိုးကုန်းမှာသွားကောက်ပေါ့အမဲယူကြီးကြီးတစ်ချောင်းကောက်ပြီးတော့တားရဲ့ဘူးစင်မှာဆွဲထားလိုက်စမ်းပါမောင်လူလာလည်းခေါင်းညှိလိုက်ခါဈေးရောက်ရန်အတွက်အိမ်မထွက်လာခဲ့တော့တယ်နဘူးအိုင်နဲ့ကျွဲရှံရွာသို့သွားတဲ့တာလန်းမကြီးကဖြူလို့နေတယ်ရွာစဉ်ကျဲသဖြင့်တခါတရံတောကလေးများကိုဖျက်တမ်းသွားရတယ်အယိုးကုန်းဆိုတဲ့နေရာမှာနဘူးအိုင်နဲ့ကျွဲရှံရွာကြားကလမ်းခုလက်ကတောတန်းကလေးတစ်ခုမှာတည်ရှိတယ်အယိုးကုန်းဟုခေါ်သည်ဆိုသည်မှာထိုနေရာမှာတားတက်ကုန်းတစ်ခုဖြစ်နေသောကြောင့်ပါကြီးလက်တောရွာများတွင်မြို့ကြီးများကဲ့သို့သောအသားလိုင်စင်များကိုမရှိသဖြင့်ကျွဲနွားစိတ်များကိုတက်ဖြတ်လိုပါကထိုနေရာသို့ခေါ်ဆောင်ကတရားမဝင်ပေါ်ကြသည့်နေရာဖြစ်တယ်မြန်မာနိုင်ငံအလဲပိုင်းရှောက်တွေ့သည့်နေရာများကဲ့သို့သောရှောက်တွေ့သည့်နေရာများဖြစ်သဖြင့်ကျွဲကောင်မရှိပေနွားနဲ့စိတ်သာအပေါ်များလေတယ်စိတ်ကောင်မှာတင်းငယ်ပြီးတော့စိတ်ရိုးများကလည်းဈေးကောင်းရသဖြင့်စိတ်ပေါ်သူများကလည်းစိတ်ရိုးများပါတေဆောင်သွားတတ်တော့လဲနွားပေါ်သူများကတော့နွားအယိုးကြီးကြီးမားမားများကလေးလံကဝင်းကျွဲလိုအယိုးမှာကတ်နေတဲ့အသားများကိုလှီးဖြတ်ခါနွားယိုးကြီးများကိုထိုနေရာမှာပင်ပုံထားခဲ့လိရှိတယ်တက်ဖြတ်လောက်ကင်ပြီးအမဲသားများကိုတောင်ကြီးတွင်ကိုထဲ့ကကျွေးကြံပူတာဈေးတွင်တွားရောက်ရောင်းဝယ်ကြသည်မို့လို့အမဲယိုးကြီးများကတဲဆောင်တွားရောက်ဝင်လေးတာဟာတကြောင်ဖြစ်နေတယ်ဒါကြောင့်အယိုးပုံကြီးကပုံထားလေးရှိကထို့သောအယိုးပုံကြီးပုံထားလေးရှိသည်ကိုအစွဲပြုကထိုကုန်းကလေးအားအယိုးကုန်းဟူ၍ရွာကန်များကခေါ်ကြတယ်မောင်လူလာလည်းတော်တန်းလေးအတွင်းကိုရောက်တဲ့အခါမှာတော့စက်ဘိန်းကိုရက်တက်လိုက်တယ်အမေပြောတဲ့အတိုင်းအမဲယိုးတစ်ချောင်းကိုအယိုးကုန်းပေါ်တွားကောက်ရန်စိတ်ကူးလိုက်ပြီးတဲ့နောက်မှာတော့အယိုးကုန်းစီကိုတွားရန်အတွက်ပြင်ဆင်လိုက်တယ်အယိုးကုန်းသို့တွားရတဲ့လမ်းကကြမ်းတမ်းသဖြင့်ရှင်းရှင်းသာတွားရောက်နိုင်သည်ဖြစ်ရာမောင်လူလာလည်းစက်ဘိန်းအားတွက်ခတ်ပြီးတော့တော်တန်းအတွင်းသို့ဝင်ရောက်လာခဲ့တော့တယ်မနက်9 နာရီခွဲအချိန်ဒီမို့လို့တော်တန်းအတွင်းကအမောင်တို့ကကြန့်ရှိနေသေးပါ
နနက်ကင်းရှေ့ပြေးနေအောင်ကြီးများကြောင့်ကောင်းကင်မှာအတော့ကိုရှင်းလင်းနေပြီဖြစ်တဲ့မောင်လူလာလည်းခက်တက်တွက်လှမ်းလျှောက်လာခဲ့ရမကြခင်အယိုးကုန်းစီတို့ရောက်သွားတယ်ထိုသားသက်ကုန်းရဲ့ရှေ့ရင်းတွင်ချောင်းကလေးတစ်ခုကဖြတ်တန်းစီးဆင်းနေလေတယ်မောင်လူလာလည်းအယိုးကုန်းနီးနားသို့ရောက်တဲ့အခါမှာတော့ဘာကြောင့်မှမသိဘဲနဲ့ကြက်သိမ်းများတစ်ဖြန်းဖြန်းထသွားလေတယ်အယိုးကုန်းကတရေလျှောက်တယ်လို့နာမည်ကြီးတော်လဲမောင်လူလာမှာတရေတစီကြောက်တတ်သူမဟုတ်ပါသို့တော်လည်းအခုတော့ဘာကြောင့်မှမသိဘဲနဲ့ကြက်သိမ်းများထကကြောများရှမ်းလာလေတယ်အယိုးကုန်းစီတို့ခက်တော်လေးရှောက်လန်းလာခဲ့တယ်မြေပြင်တွင်ပြစ်ချလိုက်တဲ့အမဲယိုးများကဟိုနားတစဒီနားတစဖြစ်နေလေတယ်လက်လက်ဆက်ဆက်ဖြတ်ခါစွန့်ပစ်ထားတဲ့အယိုးများကိုတွေ့ရတယ်သို့တော်လည်းထိုအယိုးများမှာသွေးစာသွေးနာများပင်မစင်သွင်းနဲ့ရှိနေတာတကြောင်အစိမ့်ဖြစ်သဖြင့်ညှိနှံ့အောင်အလွန်နန်းနေတာတကြောင်မို့လို့မောင်လူလာမှာအယိုးစိမ့်ကိုမယူဘဲနဲ့အယိုးချောက်တစ်ခုသာယူမယ်လို့ဆုံးဖြတ်လိုက်ပြီးတော့အယိုးခက်ချောက်တစ်ခုကိုလှမ်း၍ရှာဖွေလိုက်မိတယ်အယိုးကုန်းသို့တွာလာနေစဉ်မှာတွင်သူ့နောက်ကျောအားတစုံတစ်ခုကစိုက်ကြည့်နေတကယ်လို့ခံစားလိုက်ရတယ်မောင်လူလာမှာတရေမကြောက်တတ်တော့လေတိတ်ဆိတ်နေတဲ့နေရာမို့လို့ရှောက်ချားနေသေးရတော့အမှန်ပါအဲ့လိုနဲ့ရှေ့သို့3လမ်းခန့်ဆက်လျှောက်လိုက်ရင်းကနေမြေတွင်တပိုင်းတစမြုပ်နေတဲ့အမဲယိုးတစ်ချောင်းအားတွေ့မြင်လိုက်ရတယ်ဖြူလွှတ်လအမဲယိုးမှာတတောင်ခန့်ရှည်လျားလေတယ်အတော်လေးလဲလျှောက်တွေ့နေပြီဖြစ်သဖြင့်မောင်လူလာတယောက်မြေကြီးအားအနှင်းငယ်တူးဖော်လိုက်ပြီးတော့ထိုအမဲယိုးအားကောက်ယူလာခဲ့တယ်အမဲယိုးကိုယူပြီးတော့အယိုးကုန်းမှာပြန်ထွက်မယ်အလုံးမှာနွားအော်တိုင်းတစ်ခုအားကြားလိုက်ရတယ်မောင်လူလာကပတ်ဝန်းကျင်ကိုတစ်ချက်ဝှေ့ကြည့်လိုက်တယ်ထိုနေရာကသူတယောက်တည်းရှိနေခြင်းမှာသို့တော့နွားအော်တန်ကိုကြဲကြဲလောင်လောင်ကြားလိုက်ရသည်မှာထူးဆန်းလွန်းလာတယ်တားတက်ကုံဖြစ်လို့တေဆုံးပြီးတဲ့မကျွတ်မလွတ်တဲ့နွားတရေတွေကကြောက်လန့်နေခြင်းဖြစ်မယ်လို့တွေးလိုက်ခါမောင်လူလာလည်းအယိုးကုန်းကနေအပြေးလေးပြန်ထွက်လာခဲ့တယ်စပိန်စီတို့ပြန်ရောက်တဲ့အခါမှာတော့တက်ပြင်းရှာနိုင်ပါပြီထိုအယိုးအားစပိန်အနောက်ကကယ်ရီယာခုံမှာထုတ်ပိုးကတင်ဆောင်လာခဲ့ပြီးတီးနံနေကြားမှာညှက်ယူလိုက်ပြီးနောက်စပိန်ကိုဆက်ပြီးတော့နင်းလာခဲ့လိုက်တယ်ထိုနေ့ကဘာကြောင့်မှမသိဈေးဆိုင်ခင်းပြီးနိုင်ဝက်ခန့်အကြာမှာပင်ပါလာတဲ့အသီးနှံတွေအားလုံးရောင်းထွက်သွားတယ်။ရခင်က3-4နာရီခန့်ပင်ရောင်းရတော့လဲအခုတော့ဈေးရောင်းကောင်းဒီမှာအံ့ဩဖွယ်ရပါဈေးရောင်းချပြီးတဲ့အခါမှာတော့အိမ်တို့တန်းတန်းမတ်မတ်နဲ့ပြန်လာခဲ့တယ်။အိမ်ပေါ်တက်လာတဲ့မောင်လူလာကိုရိတ်ခနဲ့တွေ့မြင်လိုက်ရသဖြင့်ဒေါ်လုံးတင်အံ့ဩသွားတယ်။တားလီအစိုးရပြန်ရောက်လာပါလားကွ။ဟုတ်တယ်မေကြီးဒီနေ့ဘလို့မှန်းတော့မသိပါဘူး။နိုင်ဝက်လောက်အတွင်းမှာဈေးရောင်းလို့ကုန်သွားတယ်ဗျ။ဟောဒီမှာအမေကြိုက်တဲ့ကျွဲခံဈေးကနေလက်ဖက်ရည်ဝယ်လာခဲ့တယ်ဗျ။ဤကြောက်ခွေးတစ်ချောင်းလဲပါလာသေးတယ်။ဤကွယ်ငါသားလေးအခုလိုအမြဲတမ်းဈေးရောင်းကောင်းပါစေသားရဲ့။အော်ဒါနဲ့တားနောက်မှာပါလာတဲ့မိန်းကလေးကဘသူလဲကွယ်ညိုမြလား။မောင်လူလာပင်ကြောင်တောင်တောင်ဖြစ်သွားပြီးရဲ့နောက်မှာတော့အနောက်သို့လှည့်ကြည့်လိုက်မိတယ်။အမေကလည်းဘာတွေပြောနေရလဲဗျ။ဘယ်မိန်းကလေးမှမပါလာပါဘူးဗျ။ဟုတ်လားသားရဲ့ခုနကသားအိမ်ပေါ်တက်လာတော့အနောက်ကမိန်းကလေးတယောက်ကပါလာတယ်တက်လာတယ်သားရဲ့။ဘာမှမရှိပါဘူးအမေရဲ့။အော်ဒါနဲ့အမေပြောသလိုအယိုးကုန်းကိုသွားပြီးတော့အမဲယိုးတစ်ချောင်းကောက်လာခဲ့တယ်အမေအဲ့ဒါဘူးစင်မှာသွားပြီးတော့ချိတ်ထားလိုက်အောင်မေရမောင်လူလာလည်းမိခင်ဖြစ်သူအတွက်စားစရာများရှာပေးပြီးတဲ့အခါမှာတော့ရှီကျိုးတစ်ချောင်းကိုယူဆောင်ပြီးရဲ့နောက်ဘူးစင်တို့ရှောက်လာခဲ့လိုက်တယ်ဘူးစင်သားကိုရောက်တဲ့အခါမှာတော့ခါးကြားထိုးထားတဲ့အမဲယိုးကိုထုတ်ပြီးတော့ဘူးစင်မှာတွဲလျောင်ရှိထားလိုက်တယ်ရှီပြီးတဲ့အခါဘူးစင်အနားမှာလှည့်ထွက်လိုက်တဲ့အချိန်ရှောင်းဟန်တန်တစ်ချက်ကြားလိုက်ရတယ်ရှောင်းဟန်တန်မှာယောက်ျားလေးအတန်မျိုးမဟုတ်ဘဲနဲ့မိန်းကလေးတစ်ယောက်ရဲ့အတန်ဖြစ်နေသဖြင့်မောင်လူလာအလွန်အံ့ဩသွားကအနောက်သို့ရုပ်ကြီးပဲလှည့်ကြည့်လိုက်တယ်ညိုးမြလားဘာလို့လဲလူရိပ်လူရှည်မတွေ့ရတော့လဲစိုက်ခင်းထဲကမိန်းကလေးတူရောက်နေမည်မထင်နဲ့အတန်ပြုတ်လိုက်တယ်သို့တော်လဲစိုက်ခင်းအတွင်းကတိတ်ဆိတ်နေတယ်မောင်လူလာလည်းကြောင်စီစီဖြစ်သွားပြီးတော့အိမ်သို့ပြန်လာခဲ့လိုက်တယ်ညနေမောင်လူလာစိုက်ခင်းရေလောင်းတဲ့အချိန်တွင်ကောင်းကင်တစ်ခွင်လုံးတိမ်ဆိုင်တင်းလေးများဖုံးလန်းသွားကမိုးရိပ်ဆင်းနေပြီဖြစ်တယ်မောင်လူလာလည်းမိုးပေါ်ကိုမော့ကြည့်လိုက်ပြီးတော့ဒီတိုင်းသာဆိုရင်ဒီညမိုးရွာမဲ့ပုံပဲမောင်လူလာထင်းတဲ့အတိုင်းပဲထိုညတွင်မိုးတီးထန်စွာရွာသွန်းတော့တယ်မိုးရွာရင်မောင်လူလာပြောတယ်စိုက်ခင်းသီးပင်များကိုရေလောင်းစရာမလိုတော့အပြင်ရေမလောင်းနိုင်တဲ့သီးပင်စားပင်ကြီးများကလည်းလုံလောက်တဲ့တောက်သုံးရည်ရတဲ့အတွက်ကြောင့်မိုးအေးနဲ့မလို့တားမီနှစ်ယောက်ညစာလက်စုံစားပြီးတဲ့အခါမှာတော့အိပ်ရာတွေဝင်ခဲ့ကြတော့တယ်မောင်လူလာတို့ရဲ့တိတ်သားအင်္ဂလိပ်မှာအိတ်ခမ်းနှခမ်းရှိ၍ကောင်းရင်ကမ်းတွင်မိခင်ကြီးအိတ်ဆက်ပြီးတော့ရှင်ရင်ကမ်းမှာတော့မောင်လူလာအိတ်ဆက်တယ်တောင်သူတောင်သားများမို့လို့ညမိုးရှုပ်လင်စောစောအိတ်ရာဝင်တတ်သည်ဖြစ်ရာမိခင်ဖြစ်သူကအိမ်မောကြနေပြီဖြစ်တယ်မောင်လူလာလည်းတနေ့စာရောင်းရတဲ့ငွေများကိုတွက်ပြီးတော့ငွေရင်းငွေနီးများကိုတင်းဆဲလိုက်ခါပိုရှန်တဲ့ငွေများကိုစုဘူးအတွင်းတို့ထည့်လိုက်ပြီးရဲ့နောက်မှာတော့ရှင်းအောင်ထဲသို့ဝင်လာခဲ့တော့တယ်မိုးကအတော့ကိုတဲနေပြီမိုးချင်းတံများကလည်းတကျင်းချင်းနဲ့ကြားနေရတယ်ထို့မြတာမကသေးတစ်ချက်ပြက်လိုက်တဲ့လျှက်စီးတွေကြောင့်ပတ်ဝန်းကျင်တစ်ခွင်လုံးလင်းထိန်သွားသေးတယ်မောင်လူလာလည်းအညာဆောင်ပါးလေးကိုရှုံးကမိုးအေးအေးနဲ့ကွေးအိတ်နေလိုက်တော့တယ်
တပုံးပုံးနဲ့အိမ်ရင်းကနေအိမ်ထရံကိုလက်နဲ့ပုတ်တန်ကြားလိုက်ရတယ်မောင်လူလာလည်းဆက်ပြီးနားထောင်နေတဲ့အချိန်လူတစ်ယောက်ကအိမ်ထရံကိုပုတ်တဲ့အတန်တဲ့သို့အတန်ကအချိန်ပေါင်းများစွာကြားလိုက်ရတယ်မောင်လူလာလည်းအိမ်ယာမှာကုံယုံထပြီးနောက်ဘသူအိမ်ကိုလာပြီးတော့ထုနေတာပါလေမောင်လူလာအိမ်ပတင်းပေါက်ကိုဖွင့်ကအပြင်သို့လှမ်းကြည့်လိုက်တယ်မိုးဆက်များကလည်းပတင်းပေါက်မှအိမ်ထဲသို့တိုးဝင်လာတယ်ထိုစဉ်ရုတ်တရက်လျှက်စီးလက်သွားသည်မို့လို့ပတ်ဝန်းကျင်ကလင်းချင်းသွားတယ်အိတ်ခမ်းပတင်းပေါက်နဲ့ခက်လန်းလန်းနေရတွင်မင်းကလေးတဦးကမိုးရီထဲမတ်တက်ရက်နေတယ်မောင်လူလာကအဲ့ဒီမင်းကလေးကိုမြင်တွေ့ရပြီးတော်တော်ကိုထိတ်လန့်သွားတယ်မင်းဘာလုပ်လဲဘာလို့ငါတို့ရှန်နယ်ကိုရောက်နေတာလဲမင်းကလေးကအိမ်ပတင်းပေါက်နီးနားသို့တိုးကပ်လာကတောင်းပန်ပါတယ်ရှင်ကျမကိုအိမ်အပြင်မှာမထားပါနဲ့ကျမရှမ်းလွန်းလို့ပါထိုမင်းကလေးရဲ့တကူလုံးမိုးများဆူချွဲကကြွက်ဆုပ်တပွဲဖြစ်နေတယ်ခြေလျားလာတဲ့သပင်များသည်လည်းရေဆူတကဲ့သို့ကတ်စင်းနေကဝစ်စင်းထားတဲ့ဝစ်စားများသည်လည်းမိုးများဆူချွဲနေတယ်မင်းကလေးကချမ်းလွန်းသဖြင့်လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်တွင်တင်ကရှက်ထားတယ်ချက်ရင်ခမည်းပြန်လိဗျာဘာလို့ကျုပ်ကိုလာပြီးပြောနေရတာလဲရှင်မဲကျမကိုခေါ်လာတာလေရှင်ဘာဗျခမည်းဘာတူလဲခမည်းကိုကျုပ်တခါမှလည်းမတွေ့ဘူးပါဘူးအိမ်ခေါ်လာဖို့ဆိုရင်ဝေးရောလှုပ်ပါချင်းကျမကိုအိမ်ထဲဝင်ခွင့်ပေးပါကျမမိုးရီထဲမှာဆက်မနေနိုင်တော့ဘူးတော်စမ်းပါဗျခမည်းလို့ဘယ်ရမှန်းမသိတဲ့လူကိုကျုပ်ကအိမ်ထဲခေါ်လို့ရမလားဗျသွားစမ်းဗျပြန်တော့မောင်လူလာပြောတဲ့အခါမှာထိုမင်းကလေးအလွန်ဒေါသထွက်သွားတဲ့မျက်လုံးများဖြင့်မောင်လူလာအားစိုက်ကြည့်နေတယ်ရှင်ကျမကိုအိမ်ထဲသွင်းမလားမသွင်းဘူးလားမသွင်းဘူးဗျမသွင်းရင်တော့ရှင်ကျမအကြောင်းကောင်းကောင်းသိစေရမယ်မင်းကလေးကတောက်တစ်ချက်ခောက်လိုက်ပြီးတဲ့နောက်မှာတော့မိုးရီများတဲ့ပင်ရုပ်ချီးပြောက်ကွယ်သွားတယ်မောင်လူလာလည်းထိုဖြစ်ကိုအံ့ဩစွာနဲ့စိုက်ကြည့်နေကနေမိုးဆက်များကသူ့မျက်နှာအားပတ်လိုက်သဖြင့်လန့်သွားလီတော့တယ်မောင်လူလာမျက်နှာပေါ်ရေစက်ကြသဖြင့်အိယာကနေနှံ့လူသွားတယ်အိမ်ခေါမိုးပေါက်စီကနေရေမြောင်းတစ်ဆက်ဆက်နဲ့ခြံအောင်ပေါ်သို့ကြာရောက်နေခြင်းဖြစ်တယ်လက်ဆက်တတော်ငါအိမ်မက်မက်နေတာပဲမောင်လူလာလည်းအိယာကနေထလိုက်မိတယ်ပစိုးစုပ်လေးတစ်ထည်အားကောက်ယူလိုက်ပြီးတော့ခြံအောင်ပေါ်မှာခံထားလိုက်စင်ပါပြီတစ်ဖက်ခန်းကဝူဝါဝါဘလုံးပထွေးတံများကြားလိုက်ရတယ်ဟမ်အမေဘာဖြစ်တာလဲမောင်လူလာကမိခင်ဖြစ်သူအိတ်ကန်းသို့ပြေးဝင်သွားလိုက်တယ်ကျေးလက်တောရော်မှာရှိတဲ့အိတ်ခမ်းများကတကားများတက်ဆင်ထားခြင်းမရှိဘဲနဲ့ခန်းစည်းလက်ကများသာကာယံထားတတ်သည်မို့လို့အမေအခန်းထဲကိုဝင်ရလွယ်ကူသည်အခန်းတွင်သို့ရောက်တဲ့အခါမှာတော့ခြံအောင်ကြီးနဲ့လုံထွေးကတဝူတဝဝအော်ဟစ်နေတဲ့မိခင်ဖြစ်သူကိုတွေ့လိုက်ရတယ်အမေဘာဖြစ်တာလဲမောင်လူလာမိခင်ဖြစ်သူဒေါ်လုံးတင်အားပြေးပွေလိုက်တယ်ခြံအောင်ကြီးမှာပင်တော်တော်ကိုဖြုတ်ယူလိုက်ရတယ်ဒေါ်လုံးတင်သည်မျက်လုံးကြီးကပြူးကတကိုယ်လုံးရွှေစည်းများထွက်နေတယ်အမေသတိထားပါဒါအမေကြောက်တယ်ဟာဘာဖြစ်တာလဲအမေရဲ့အမေအိတ်နေတော့မင်းကလေးတယောက်ကအခန်းဝမှာလာရက်တယ်သားပြီးတော့အမေပေါ်ကိုခုန်တက်ပြီးတော့ဝင်ပြီးတော့လုံးတော့တာပဲအမေရင်ဘတ်ပေါ်မှာတက်စီးထားပြီးတော့အမေမှလည်းလှုပ်လဲမလှုပ်နိုင်သလိုအတန်လည်းမထွက်နိုင်ဘူးသားဒေါ်လုံးတင်မှာအတော့ကိုထိတ်လန့်နေသဖြင့်မောင်လူလာကရေတစ်ခွက်ကိုခက်ခါတိုက်လိုက်လေတယ်မောင်လူလာလည်းဒေါ်လုံးတင်အားကြည့်ရင်းကနေတစုံတစ်ခုကိုတတိရသွားတယ်မင်းကလေးဆိုပါလားမဟုတ်မှလို့ရောငါအိမ်မက်ထဲကမင်းကလေးဖြစ်နေမလားသူ့ငါအိမ်ထဲကိုဝင်ခွင့်မပေးလို့ငါအမေကိုများရန်ပြုတ်လားမသိဘူးမောင်လူလာအလွန်ပဲရှောက်ချားနေမိတယ်ငါခေါ်လာတာဆိုလို့ဘာရှိမလဲငါမနက်ကအိမ်ကိုယူလာတဲ့အမဲယိုဟာဟုတ်တယ်အမဲယိုပဲလက်ဆက်သက်တော့ဒီအမဲယိုမှာတရေများပူးကတ်နေပြီးပါလာတာများလားမောင်လူလာလည်းစဉ်းစားပြီးတဲ့နောက်မှာတော့အိမ်ပေါ်မှာခုန်ဆင်းသွားတယ်ဒေါ်လုံးတင်တယောက်ပြေးဆင်းသွားတဲ့တားဖြစ်သူကိုအံ့ဩကအော်ခေါ်နေမိတယ်ဟဲ့တာဘယ်ပြေးသွားတာလဲတားရဲ့မောင်လူလာမှာမိုးရွာနေကြားကပင်ဘူးစင်စီသို့ပြေးသွားတယ်ဘူးစင်ကောင်းရင်တနေရာတွင်ရှိတ်ဆွဲထားတဲ့အမဲယိုကိုတွေ့လိုက်ရတယ်အဲ့လိုနဲ့အမဲယိုအားကျိုးဖြီလိုက်ပြီးနောက်တေချာကင်ကြည့်လိုက်ရင်ကနေမင်းလူတရေကိုငါအိမ်ထဲဝင်ခွင့်ပြုမယ်တဲ့လားမပေးနိုင်ဘူးကွာမပေးဘူးပြီးတော့မင်းကိုလည်းငါစွန့်ပစ်လိုက်တော့မယ်မင်းသွားခြင်းတဲ့နေရာသွားတော့မောင်လူလာလည်းကျိန်းဝါပြီးရဲ့နောက်မှာတော့ရှန်ရှိစီသို့ပြေးလာခဲ့လိုက်တယ်မိုးများတဲထန်နေသဖြင့်မောင်လူလာကရှန်ရှိမှာရှိတဲ့ရေမြောင်းကြီးကရေပြည့်နှက်ကတဝဝနဲ့စီးစင်းနေလေတယ်မောင်လူလာလည်းထိုအမဲယိုအားရေမြောင်းအတွင်းသို့လှမ်းပစ်လိုက်လေရာသွားတော့ကောင်းကျိုးမပေးတဲ့မိစ္ဆာမနင်းသွားတော့ထို့သို့ပြောပြီးတဲ့နောက်မှာတော့ကျင်းနဲ့စွာနဲ့ရီမောကလူလာတယ်ကွာဘာမှနေတယ်လေနင်တို့တစီတရဲလောက်ကတော့ငါကြောက်မှာမဟုတ်ဘူးကွာကျင်းဝါပြောဆိုလိုက်ပြီးနောက်အိမ်သို့ပြန်ဝင်ခဲ့လေတော့တယ်အမဲယိုမရှိတော့တဲ့အတွက်ကြောင့်မလို့မသိဒေါ်လုံးတင်လဲတရီးပြန်အိတ်သွားသဖြင့်မောင်လူလာလည်းခေါင်းချလိုက်သည်နဲ့အိတ်ကျော်သွားတယ်မနက်ခင်းမှာတော့မိုးတိတ်သွားပြီဖြစ်တယ်ကျွဲချန်စည်းမှာ9ရက်တစီဖြစ်သည်မို့လို့မောင်လူလာတယောက်
နေ့တိုင်းဈေးသွားရောင်းစီရမလို့ပဲအဲ့ရမှာထပြီးတော့အိမ်ရှိရေအိုးနာကမျက်နာတင့်နေစင်မှာပင်ညိုမြတယောက်ကရောက်လာပြန်နေဟဲ့ညိုမြစောစောစီးစီးပါလားဟာအေးဟာဒီနေ့အိမ်မှာစွန်းကြိုင်အလှည့်ကြတယ်ဟာအဲ့ဒါငါလျှောက်ကလေးကိုခင်းရမ်းကျင်သည်နဲ့ရှက်နေရင်ကနေမြုပ်သီးစိမ့်လေးနည်းနည်းလိုနေလို့ဟာ1000-2000လောက်လာခူးမယ်နော်အေးပါခူးစမ်းပါနင်းဆိုရင်တော့1000-2000မကဘူးတပင်လုံးခူးလေရတယ်ညိုမြကမောင်လူလကိုမျက်စောင်းတစ်ချက်ထိုးပြီးတော့ရှန့်အနောက်ဘက်သို့ဝင်သွားတယ်မောင်လူလလည်းညိုမြအနောက်သို့လိုက်ပါလာခဲ့မိတယ်ရှန့်အနောက်ဘက်စိုက်ခင်းစီသို့ရောက်တော့မောင်လူလမျက်လုံးပြူးသွားတယ်ဟာသွားပြီကွာဘာတွေဖြစ်ကုန်တာလဲစိုက်ပေါင်များစိုက်ပြိုးထားတဲ့ခရမ်းကျင်သီးများကအမြစ်ကကျွတ်ထွက်နေတယ်ထိုများသာမကတိုင်များထောင်ပြီးစိုက်ပြိုးထားတဲ့ပဲတောင်ချီအပြင်များမှာလည်းတိုင်များလဲပြိုပြီးတော့ပြန့်ကျဲနေတော့တယ်ချမောင်တန်းကြီးကလည်းမြင်ရက်စရာကိုမရှိပေဘသူလောက်တာလဲငါအပင်တွေကိုဘသူလောက်သွားတာလဲညိုများကအပင်များကိုတစ်ချက်ကြည့်ရင်ညကမိုးတော်တော်ရွာလို့အပင်တွေအမြစ်ကနေကျွတ်သွားတာဖြစ်မယ်လူလာရမောင်လူလာကခေါင်းကိုတွင်တွင်ခါရမ်းလိုက်ခါမဟုတ်ဘူးမဖြစ်နိုင်ဘူးငါအပင်တွေအကြောင်းငါကောင်းကောင်းသိတယ်ဒီလောက်မိုးနေတော့အပင်တွေအမြစ်ကနေကျွတ်စီရအကြောင်းမရှိဘူးဒါတက်တက်လောက်တာဒါတယောက်ယောက်ကနေတမင်တကာဆွဲပြီးတော့နှုတ်သွားတာဖြစ်နိုင်ပါမလားလူလာရဲ့သူများလောက်တာဆိုရင်ဖြင့်ရွာတွေကလူတွေနဲ့နင်းနဲ့အစင်ပြေနေရပဲလေနင်းတို့သားမီးနဲ့မတဲ့တဲ့လူမှမရှိတာပဲငါသိတယ်ဒါဟိုကောင်မလောက်တာဟိုတရေမလောက်တာမောင်လူလာဒေါတာထွက်နေသည်ကိုညိုမြတယောက်အံ့ဩကကြည့်နေတယ်မောင်လူလာလည်းမျက်လုံးအဝိုင်းသားနဲ့ကြည့်နေတဲ့ညိုမြကိုကြည့်ကာကဲပါနေငရုတ်တီးခူးမယ်မဟုတ်လားဟိုအခင်းတောင်ကနေတွားခူးလိုက်တစ်ပင်တွေကတော့ပြန်ပြီးတော့စိုက်လို့ရပါတယ်ဟာညိုမြလည်းစကားခုံးကလေးကိုကန်ပြီးတော့ငရုတ်ပင်များစီသို့ထွက်သွားတယ်မောင်လူလာလည်းစိတ်ပြတ်သွားပြီးတော့အပင်များအားလိုက်လံကောက်ယူနေမိတယ်ခဏအကြာတွင်တော့ငရုတ်ပင်တန်းတွင်ညိုမြရဲ့ကြောက်လန့်တကြားအော်တန်ကြားလိုက်ရတယ်မောင်လူလာလည်းညိုမြကိုစိတ်ပူသွားပြီးထိုနေရာသို့ပြေးသွားတယ်ညိုမြမှာငရုတ်ပင်များအနီးတွင်ပုံပုံကလေးလဲကြကငရုတ်သီးစိမ်းများသည်လည်းအနားတွင်ပြန့်ကျဲလျက်ရှိတယ်ညိုမြဘာဖြစ်တာလဲမွေတွေ့လို့လားညိုမြကတုံရီနေလျက်မွေမဟုတ်ဘူးတရေတွေးလိုက်လို့ဟာပေါက်ပေါက်ချာချာညိုမြရဲ့ငါချန်ထဲမှာဘယ်အတရေရှိမလဲဟာအဲ့ဒါတော့ငါလည်းမသိဘူးဟဲ့ဟိုငရုတ်သီးစိမ်းခူးနေရင်ဘူးစင်နားမှာမိန်းမတယောက်ကိုတွေ့လိုက်ရတယ်ငါကတော့ဘူးရွက်လာခူးတဲ့လူလို့ထင်တာပေါ့အဲ့ဒီမိန်းမငါ့ကိုကြည့်နေရင်တဖြည်းဖြည်းနဲ့ငါအနားကိုရောက်လာတယ်ဟာရောက်လာတာလေလမ်းလျှောက်ပြီးရောက်လာသလိုမဟုတ်ဘဲနဲ့ပျောက်လိုက်ပေါ်လိုက်နဲ့ရောက်လာတာငါနဲ့ဝါတရိုက်စာလောက်အကွာလဲရောက်တော့ငါ့ကိုအဆွေကြီးတွေဖျဲပြတယ်ဟာငါပြေကြောက်လိုက်တာဟာဘာမှမဖြစ်ပါဘူးညိုမြရနင်အထင်မှားတာဖြစ်မှာပါတော်ပြီငါကြောက်ပြီလူလားငါပြန်တော့မယ်ညိုမြတယောက်စကားခုံးကလေးကိုပင်မကောက်နိုင်တော့ပဲနဲ့ရှန်တွင်းကနေပြေးထွက်သွားလိမ့်တယ်လူလာလည်းညိုမြပြတဲ့ဘူးစင်နားသို့တိုးကပ်လာခဲ့တယ်ဘူးစင်နားသို့ရောက်တဲ့အခါမှာတော့ဘူးစင်ကောင်းရင်တနေရာတွင်တွဲလောင်းချိတ်ဆွဲထားတဲ့အမဲရိုးကိုပြန်တွေ့လိုက်ရပြန်တယ်မောင်လူလာအံ့ဩသွားကခေါင်းနှပန်းများကြီးသွားခဲ့တော့တယ်မဖြစ်ဘူးမဖြစ်နိုင်ဘူးငါညကဒီအမဲရိုးကိုရေမြောင်းထဲကိုပြစ်ချခဲ့ပြီမဟုတ်လားအခုဒီအမဲရိုးကဘာဖြစ်လို့ဒီနေရာကိုပြန်ရောက်နေတာလဲထိုအခါမောင်လူလာနောက်ကိုတစုံတယောက်မတ်တက်ရက်တကယ်တို့ခန်းစားလိုက်ရသဖြင့်ရှင်မဲကျမကိုခေါ်လာခဲ့တာမဟုတ်လားမောင်လူလာအနောက်သို့ဖြတ်ကနေလှည့်လိုက်တယ်သို့တော့မိသည့်အရာမှမတွေ့ရပြီငါအခုမင်းကိုမလိုချင်တော့ဘူးမင်းပြန်มาတော့ကွာမင်းပြန်มาတော့ခေါ်တော့ခေါ်ပြီးတကူးတကခေါ်လာပြီးတော့မှဒီလိုလွယ်လွယ်နဲ့ပြန်ပို့လို့ရမလားဒါဆိုရင်ကျုပ်ကဘာလို့ပေးရမလဲကျမလူသားစားပြီးမှပြန်မယ်လူသားစားပြီးမှပြန်မယ်ကြောက်မက်ဖွယ်ရာရီတန်ကြီးကိုကြားလိုက်ရသဖြင့်မောင်လူလာတယောက်ထိတ်လန့်သွားမိတယ်အဲ့လိုနဲ့ဘူးစင်နာသို့ပြေးသွားလိုက်ခါဘူးစင်မှာရှီနှောင်ထားတဲ့အမဲရိုးအားပြေးဖြုတ်လိုက်လေတယ်သို့တော့အမဲရိုးမှာရှီထားတဲ့ကျိုးကိုလက်နဲ့ထိလိုက်သည်နဲ့မောင်လူလာတယောက်ဓာတ်လိုက်ကဲ့သို့ခံစားမိသွားပြီးတော့တကူလုံးတုံရီသွားသဖြင့်အနောက်သို့အမြန်ဆုတ်လိုက်ရလေတော့တယ်သုံးချိန်ခန့်ကြိုးစားတော့လဲမောင်လူလာတယောက်အမဲရိုးအားထိကင်လို့မရပြီအဲ့လိုနဲ့မောင်လူလာလည်းကြောက်ကြောက်လန့်လန့်နဲ့အိမ်ရှိသို့အပြေးပြန်လာခဲ့တယ်မိခင်အားပြောချင်တော့လဲကြောက်မှဆိုလို့မပြောနိုင်ပြီမောင်လူလာလည်းမနှက်စာမစားရသေးသဖြင့်ဗိုက်စာနေပြီဖြစ်တယ်ဒါကြောင့်မိဖို့အတွင်းသို့ဝင်ကအမေဖြစ်သူချက်ပြုတ်ထားတဲ့ထမင်းအိုးများကိုလှန်လောပြီးတော့ထမင်းဟင်းကိုခူးယူလိုက်တယ်ရတဲ့ကြမှာပဲထမင်းနဲ့ဟင်းကတော်တော်ကိုနင်းနေတာကိုတွေ့လိုက်ရတယ်ထမင်းပကံကိုကင်ပြီးတော့အိမ်ရှိကိုထွက်လာတဲ့အခါမှာတော့ဒေါ်လုံးတင်ကဟဲ့တာထမင်းနေစားလာကြီးလားမောင်လူလာပင်အံ့ဩသွားပြီးတော့မနှက်စာစားမလို့ပါအမေရခုနကပဲတခါစားပြီးသွားပြီမဟုတ်လားညီဘိုကြောင့်ကအိုးခတ်တန်နေကြားရတယ်အခုလဲထပ်စားပြီဆိုတော့ထမင်းစားတာမဝလို့များလားတာမောင်လူလာထိတ်လန့်သွားတယ်အခုမှခြံထဲကနေပြန်လာပြီးထမင်းစားတာကိုအမေကတမျိုးထင်နေခြင်းဖြစ်တယ်ထမင်းနေလဲရော့နေနေသည်ကိုကြည်ချင်းအပြင်သူ့မစားခင်တူးဦးကနှိုက်စားခဲ့တာဖြစ်ကြောင်းမောင်လူလာသိလိုက်ရပြီတေးကြတာတော့ဟ
ဟိုတရဲမှာလောက်တာဖြစ်မယ်မောင်လူလာမှာထမင်းစားနေရင်တရဲမှာကိုရှင်းထုတ်ရန်အတွက်ကြံစီနေလေတယ်ဒီအမဲရုပ်ကိုငါလဲကင်လို့မရဘူးဆိုတော့သူများကိုရှင်းခိုင်းမှရမယ်ရွာထဲကအရက်သမားလူမိုက်ကိုအရက်ဖိုးပေးပြီးတော့ဘူးစင်ကြီးပါတခါတည်းရှင်းခိုင်းမယ်အဲ့ဒီအယိုးကိုတော့မီးပြင်းပြင်းနဲ့ထည့်ပြီးတော့ဖုတ်ပြလိုက်မယ်ကွာမောင်လူလာကသူ့အကြံနဲ့သူပျော်ရွှင်နေလေတယ်ထမင်းစားပြီးတဲ့အခါမှာတော့ရွာထိပ်မှာရှိတဲ့အရက်ဆိုင်သို့လှမ်းလာခဲ့တဲ့ထင်းတဲ့အတိုင်းမှာပင်ရွာထဲကအလုံးမရှိအကိုင်းမရှိအမြဲတမ်းအရက်တောက်နေတဲ့အရက်သမားများကိုတွေ့လိုက်ရတယ်မောင်လူလာကထို့အရက်သမားများတွေကမိုးကြီးဆိုတဲ့အရက်သမားနာသို့ကတ်လိုက်ပြီးတော့ကိုမိုးကြီးအလုံးမရှိဘူးလားဗျအေးဒီနေ့တနေ့ကုန်နားတယ်လေကွာဒါကြောင့်မလို့အေးအေးဆေးဆေးအရက်တောက်မလို့ကွာဒါနဲ့မင်းကဒီကိုဘာလာလောက်တာလဲကိုမိုးကြီးကိုအလုပ်ပေးမလို့လာတာပေါ့ဗျာမိုးကြီးကမောင်လူလာကိုတေချာကြည့်လေတယ်ဒီလိုဗျကျုပ်ချံစိုက်ခင်းတွေကဘူးစင်တွေကိုဖြတ်မလို့ဗျအဲ့ဒါဘူးစင်ဖြတ်တဲ့လူလိုနေလို့ဘူးစင်လောက်များကွာအခုဘာသာကိုဓမ္မနဲ့ခုတ်ပြီးတော့ဖြတ်လိုက်ပါလားကွာကျုပ်တိတ်နေမကောင်းလို့ပါဗျဒီလိုလို့ဗျကျုပ်ရဲ့ဘူးစင်ကိုကိုမိုးကြီးကဖြတ်ပေးရသမျှဘူးဒီဘူးညွန့်အကုန်လုံးကိုခမည်းယူဗျပြီးတော့ကျုပ်ကဘူးစင်ဖြတ်ကငွေ30လဲပေးအောင်မယ်ဟုတ်ပြီလားမိုးကြီးတယောက်ထူးဆန်းနေတဲ့ဖြင့်ဟာဘူးစင်ဖြတ်တာအဲ့လောက်တောင်ရမှာလားကွာဟာဟဲ့အောင်လူလားမင်းငါ့ကိုနောက်နေရတော့မဟုတ်ပါဘူးနော်မနောက်ပါဘူးဗျာအတီပြောနေတာပါဗျထိုအခါမိုးကြီးကမတ်တက်ရက်လိုက်ပြီးတော့ကြိုက်ပြီဟဲ့ဘူးစင်ဖြတ်တာအဲ့လောက်ရမယ်လို့မထင်ထားဘူးကွာပြောတာကြားတယ်ကွာအခုပဲသွားပြီးတော့လှုပ်တော့မယ်ကွာမိုးကြီးနဲ့မောင်လူလာနှစ်ယောက်အရက်ဆိုင်မှပြန်လာခဲ့တယ်မိုးကြီးကဓာတ်ထက်တစ်ချောင်းကိုအိမ်တွင်ဝင်ယူနေသေးတယ်မောင်လူလာကအိမ်တို့အရင်ပြန်ခဲ့တယ်အမေဟောဗျာအမေကတော့မမြင်မစမ်းနဲ့ဘယ်ထွက်သွားပြန်လဲမသိဘူးမောင်လူလာအိမ်ပေါ်ကနေစင်းရံပြင်လိုက်စင်ပါတွင်အိမ်ရှိတွင်မိန်းကလေးတစ်ယောက်မတ်တက်ရက်နေတယ်ထိုမိန်းမကအသားရည်ခက်လန့်နေဖြစ်ပြီးတော့အလွန်ပဲပိန်လီနေတဲ့ခန္ဓာကိုယ်ရှိတယ်အသက်ကတော့30ခန်းလို့မှန်းဆရမယ်သပင်ရှည်ကြီးများနဲ့စီမလိန်ထားဒီမှာဖွာလန်းနေတယ်ထိုမိန်းမကမောင်လူလာအားမျက်စောင်းထိုးကကြည့်နေတယ်ကျမရှင့်အိမ်ကိုကြိုက်တယ်ရှင့်ရှံမှာကျမနေမယ်မောင်လူလာဘာမှပြန်မပြောဖြစ်ပြီရှင်သာကျမကိုအမဲသားနဲ့နေတိုင်းထမင်းကျွေးရင်ကျမလည်းရှင့်ကိုဈေးရောင်းကောင်းအောင်ကူညီပေးမယ်နောက်ပြီးတော့ရှင့်အသီးနှံတွေကိုလည်းမပြတ်စည်းစေရအောင်စောင့်ရှောက်ပေးမယ်ဒါဆိုရင်ဟိုနေ့ကဈေးရောင်းကောင်းတာမင်းလောက်တာပေါ့ဟုတ်လားဟုတ်တယ်ကဲဘယ်လိုလဲချင်းစဉ်းစားနော်ကျမကိုဒီချမ်းမှာလက်ခံမလားမလက်ခံဘူးလားမောင်လူလာရီလိုက်ရင်းကနေနင့်လိုတရဲမကိုငါလက်သိခံရမှာတဲ့လားအတိတ်ပဲမရှိလိုက်တာဒီမှာဒီအိမ်ကငါအိမ်ဒီချမ်းကငါပိုင်တာနင့်ကိုငါလုံးဝမထားနိုင်ဘူးချင်းတော်တော်ခေါင်းမာတာပဲအင်းလေဒါဆိုရင်လဲစောင့်ကြည့်ကြတာပေါ့ဘာမှစောင့်ကြည့်မနေနဲ့မင်းကိုငါလက်မခံဘူးမင်းနေရာကိုမင်းပြန်တော့ကျမပြောပြီးသားပဲလူသားစားပြီးမှပြန်มาမယ်လို့ထို့အချိန်မိုးကြီးတယောက်ရှန်ထဲသို့ဝင်လာတယ်မောင်လူလာရှေ့တွင်ရှိနေတဲ့တရဲမမှာပျောက်ချင်းမလားပျောက်ွယ်သွားလေတယ်မိုးကြီးက2000ခန့်ရှိတဲ့ဓာတ်ရှိတစ်ချောင်းကိုထမ်းလာပြီးတော့လူလာရေငါတို့တွေစားလိုက်ရအောင်ဟုတ်ကဲ့ကိုမိုးကြီးခြံထဲစင်းနဲ့ကျုပ်ဓာတ်ယူပြီးတော့ပြန်လာခဲ့မယ်မောင်လူလာကဓမ္မတို့ကိုယူကာမိုးကြီးအနောက်သို့လိုက်ပါလာခဲ့တယ်ခြံထဲသို့ရောက်တဲ့အခါမှာတော့ဘူးစင်ကြီးကိုလက်ညှိုးထိုးပြလိုက်တယ်ကဲအဲ့ဒီစင်ကိုရှင်းတာချင်းလိုက်တော့ဗျာမိုးကြီးကကောင်းချင်းလျက်စင်အနားသို့တိုးကပ်သွားတယ်ဘူးစင်မှာရှိတဲ့ဝက်လုံးတိုင်များကိုဓာတ်ဖြင့်ခုတ်တဲ့အခါမှာတော့ဘူးစင်ကြီးကဣကြလာလေတယ်ဘူးစင်ကြီးကိုခုတ်ထွင်းရှင်းလင်းနေသည်ကိုမောင်လူတော့ကရင်ထိတ်စွာနဲ့ငေးကြည့်နေတယ်ဘူးစင်ကောင်းရင်သားတို့အရောက်မိုးကြီးကတွဲလောင်းကျနေတဲ့အယိုးကိုကြည့်ရင်ဟာဒီအယိုးယူဘာလို့ဒီမှာချိတ်ထားတာလဲဟာလူလာရအော်အဲ့ဒါဘူးစင်ကဘူးတီးမတင်ရင်အမဲယိုချိတ်ရတယ်ဆိုလို့လေဗျာမိုးကြီးကအယိုးကိုတေချာကြည့်ပြီးတော့လူလာတော့လှုပ်ပြီးကွာဒီအယိုးကနွားယိုးမှမဟုတ်တာကွာလူအယိုးကြီးဗျာလူအယိုးကြီးတယ်လားကိုမိုးကြီးကဘယ်လိုလုပ်ပြီးတိတာလဲဗျတိတာဘောကွာငါအယိုးကုန်းမှာတားတက်တဲ့နေ့ဆိုရင်သွားပြီးတော့ကူညီပေးနေတဲ့လူမဟုတ်လားဖြတ်ပြီးသားအမဲသားတွေကိုတောင်းကြီးနဲ့ထမ်းပြီးတော့ကျွဲချံရွာကိုကုံထမ်းပြီးတော့ပို့နေတာမဟုတ်လားဒီတော့နွားအကြောင်းကောင်းကောင်းသိတာပေါ့ဟောဒီလိုခပ်ပိန်ပိန်နဲ့တတောင်လောက်ခြေတဲ့အယိုးကနွားယိုးမဟုတ်ဘူးကွာဒါလူအယိုးတောင်မှလူရဲ့လက်ဖြံယိုးထင်းနေဟုတ်ပါမလားဗျာလူယိုးမှန်ကိုမိုးကြီးကဘယ်လိုလုပ်သိတာလဲဟာသိတာပေါ့ကွာငါကောင်ရတနေ့ကတို့ရွာရဲ့အနောက်ဖက်ချမ်းတင်းញိုင်းအဟောင်းကိုရွှေ့တယ်မဟုတ်လားကွာအဲ့ဒီမှာတင်းញိုင်းမှာမြုပ်တဲ့လူယိုးတွေကိုရသလောက်လေးတူးဖော်ပြီးတော့တင်းញိုင်းအစ်စ်ကိုပြန်ပြီးမြုပ်တယ်မဟုတ်လားအဲ့ဒီအယိုးတွေကိုတူးကြဖော်ကြတယ်တဲ့မှာငါလည်းပါတာပေါ့ကွာမောင်လူလာခေါင်းနှပန်းများကြီးသွားပြီဖြစ်တယ်ကိုမိုးကြီးကတော့ဘာမှမသိတဲ့အတွက်ဘူးနွယ်များကိုဓာတ်ဖြင့်ခုန်နေလေတယ်ဒါဆိုရင်အယိုးကုန်းကတရေလျှောက်တဲ့အကြောင်းအရာကိုရောကြားဘူးလားဗျကြားဘူးယုံနေဘဲကမလဲကိုတွေပါကြုံဘူးတယ်ဟဲ့
ဒါနဲ့အဲ့နေရာကိုဘာလို့အယိုးကုန်းလို့တွင်နေလဲဆိုတာကိုမင်းသိမှာပေါ့သိတာပေါ့ဗျာအမဲဖြတ်တဲ့လူတွေအယိုးကြီးတွေချသွားတာမလို့ခေါ်တာမဟုတ်လားမိုးကြီးကပြုံရင်မှန်တော့မှန်နေဒါပေမဲ့လည်းမပြည့်စုံသေးဘူးကွာအယိုးကုန်းမှာအယိုးတွေဘာဖြစ်လို့ချတာလဲဆိုတာကိုမင်းသိလားမောင်လူလာခေါင်းခါရမ်းမိလိုက်တယ်မင်းမသိရင်ငါပြောပြမယ်အဲ့ဒီအယိုးကုန်းကတရေမတစ်ကောင်ရှိတယ်တရေမကအမဲသားကိုအရန်ကိုကြိုက်တာကွာအယိုးကုန်းကအမဲဖြတ်ရင်အဲ့ဒီတရေမကိုအမဲသားကျွေးရတယ်မကျွေးရင်တော့ရှောက်လန့်ရောဟိအမဲဖြတ်တဲ့သူလဲတရေကိုကျွေးတာဆိုတော့အသားကိုမကျွေးဘဲနဲ့အယိုးတွေကိုရှာကျွေးတာပေါ့ကွာအသားကောင်းတွေကျွေးရင်လဲခဏလေးနဲ့ကုံသွားလို့တရေမထပ်ပြီးတော့တောင်းတာဆိုတော့အယိုးကြည့်ကြတော့စားရတာကြားတယ်လေအယိုးမှာကတ်နေတဲ့အသားကိုဖဲ့စားရမယ်ပြီးတော့အယိုးဖတ်တွေလည်းရှိသေးတယ်လေရှင်စီတွေဘာတွေကလည်းဖောက်တောက်နေရတာအရှိန်ပူကြတာပေါ့ကွာဒါကြောင့်မလို့အမဲဖြတ်မယ်ဆိုရင်အဲ့ဒီတရေမကိုအမဲယိုးပေးပြီးတော့ဖြတ်ရတယ်ကွာကျုပ်တော့အခုမှကြားဘူးတာဗျအေးသားသက်သမားတွေကိုလှစ်ဝက်ထားတာပေါ့ကွာကဲလှုပ်လက်စဆက်ပြီးတော့လှုပ်ကြစို့ဟိမိုးကြီးကဘူးစင်ကိုဖြတ်ပြီးတဲ့နောက်မှာတော့ထိုရိုးကြီးအားလက်နဲ့ထိလိုက်မိတယ်မိုးကြီးတယောက်တစ်ဆက်ဆက်တုံသွားပြီးတဲ့နောက်မှာတော့ရှေ့သူဟတ်ထိုးလဲကျသွားတယ်လဲကျသွားပြီးမျက်ဖြူဆိုင်ကပါဆက်အတွင်းကအမြုပ်များထွက်လာတယ်မောင်လူလာလည်းမိုးကြီးကိုကြည့်ကအံ့ဩလွန်နေပြီတဲ့နင်တို့ကများငါ့ကိုမောင်းထုတ်မလို့တယ်လားရီမောတန်ကြီးကြားသဖြင့်လှည့်ကြည့်လိုက်တော့အစောပိုင်းကမြင်တွေ့နေရတဲ့မိမမှာမောင်လူလာအားစိုက်ကြည့်ရင်ဟက်ဖက်ရီမော၍နေလေတဲ့မောင်လူလာလည်းထိုအဖြစ်အားတွေ့မြင်ပြီးတဲ့နောက်မှာတော့အလွန်ဒေါသထွက်သွားတော့တယ်ခမ ्या ကိုကြုတ်တတ်မယ်ခမ ्या ကိုကြုတ်တတ်မယ်မောင်လူလာလည်းကုန်းထလိုက်ပြီးတော့ဓမ္မကိုလက်ထဲမှာကြစ်ပေါအောင်စုပ်ကင်လိုက်တယ်ထို့နောက်မှာတော့ထုံမိမထံသို့ပြေးသွားခဲ့တော့တယ်မောင်လူလာဓမ္မကြီးကိုကင်ထားတဲ့အချိန်မှာပင်ထိုမိမကအလွန်အမြင်ကပ်စရာကောင်းအောင်ရီမောနေပြန်တယ်မောင်လူလာလည်းဓမ္မကိုလက်နှစ်ဖက်နဲ့ကင်ပြီးတော့မိုးခုတ်ရန်အတွက်ပြင်ဆင်လိုက်တယ်ထိုမိမအရှိသူရောက်တင်တဲ့ထိုမိမအားဓမ္မဖြင့်မိုးခုတ်လိုက်လေတဲ့တားလေးမှားမယ်နော်နားထဲကအတန်တစ်ချက်ကြားလိုက်ရသဖြင့်မောင်လူလာတွေ့ဝေသွားတယ်ဓားမှလည်းအချိန်ဖြင့်ကြာသွားလိမ့်ပြီထိုအခိုက်ထိုမိမမျက်နှာကိုကြည့်လိုက်တဲ့အခါတရေမဟုတ်တော့ဘဲနဲ့မိခင်ဖြစ်သူဒေါ်လုံးတင်ဖြစ်နေတော့တယ်အမေမောင်လူလာဓားချက်ကမထိန်နိုင်တော့ပြီဓားသွားကဒေါ်လုံးတင်ပေါ်သို့အချိန်ဖြင့်ကြာရောက်သွားပါပြီဒေါ်လုံးတင်မှာပြင်းထန်စွာအော်ဟစ်ပြီးရဲ့နောက်မှာတော့မြေကြီးပေါ်သို့ထိုးကျသွားလေတော့တယ်အမေကျုံမသွားပြီအမေမောင်လူလာမှာမိခင်ဖြစ်သူကိုပြေးပွေကယူကျိုးမရငိုနေတယ်ကံကောင်းသည်ကမောင်လူလာမှာမိခင်အားတရေမအထင်နဲ့ဓားဖြင့်အုပ်မိုးခုတ်လိုက်တဲ့အချိန်မိခင်ရဲ့အတန်ကိုကြားလိုက်ရသဖြင့်ဓားချက်ကိုအနှင်းငယ်လျှော့လိုက်ရတယ်ဓားချက်ကဒေါ်လုံးတင်ရဲ့ခေါင်းတက်တဲ့သူမထိဘဲနဲ့အနှင်းငယ်လွဲသွားပြီးဒေါ်လုံးတင်မှာလက်ကောက်ဝဲတောင်စစ်ကိုထိမှန်သွားလေတယ်ထက်မြက်လာတဲ့ဓမ္မဓားသွားကြောင့်ဒေါ်လုံးတင်ရဲ့လက်မှာလက်ကောက်ဝဲမှနေ၍တိကနေပြတ်ကျသွားတယ်ထိုစဉ်မှာပင်မောင်လူလာအနာကရီမောတန်ကြားလိုက်ရတယ်လူသားစားရပြီဟေ့ထို့နောက်မှာတော့ထိုမိမမှာမောင်လူလာအနီးတွင်ပေါ်လာကပြုတ်ကျသွားတဲ့လက်ကြီးအားရပါရကုန်းဟက်ပြီးတော့ကောက်ယူလိုက်တာကိုတွေ့လိုက်ရတယ်မောင်လူလာမှာထိုမိမအားအလွန်နာကြီးစွာကြည့်လိုက်ပြီးတဲ့နောက်မှာတော့ကဲခမ ्या ပြောတဲ့အတိုင်းလူသားစားရပြီမဟုတ်လားခမ ्या သွားတော့ခမ ्या အဲ့ဒီလက်ပြက်ကြီးကိုယူပြီးတော့သွားပါတော့ဗျာကျုပ်တောင်းပန်ပါလေထိုမိမလက်ပြက်ကြီးအားရပါရကောက်ချီပြီးတဲ့နောက်မှာတော့ရှံဝိုင်းအတွင်းမှာပြေးထွက်သွားလေတော့တယ်မောင်လူလာမှာထိုအကြောင်းအရာအားဘသူမှမပြောပြီအများကတော့မောင်လူလာစိုက်ခင်းချင်းရင်မိခင်ဖြစ်သူအားဓားဖြင့်မတော်တဆထိသွားသည်ဟု၍ယုံကြည်နေကြတယ်သို့တော်လည်းဒေါ်လုံးတင်မှာပြတ်ထွက်သွားတဲ့လက်ကောက်ဝစ်ကြီးအားရှံအနှံ့ရှာဖွေတော်လဲမတွေ့ရပြီအဲ့လိုနဲ့ထိုအဖြစ်ပြန်များဖြစ်ပွားပြီး3နှစ်ခန့်ကြာတဲ့အခါမောင်လူလာမှာငယ်ပေါင်းကြီးပေါ်ဖြစ်တဲ့ညိုများနေပင်အိမ်အောင်ရက်သားကြလို့သားသမီးပြင်ရခဲ့ပြီဖြစ်တယ်ဒေါ်လုံးတင်ကတော့မောင်လူလာအိမ်အောင်ကြပြီး1နှစ်ခန့်အကြာမှာဆုံးပါသွားခဲ့လေတယ်မောင်လူလာမှာထိုအဖြစ်အားနှစ်အတန်ကြာတဲ့အထိရေငုံနှုတ်ပိတ်နဲ့နေထိုင်ခဲ့ပြီးတော့အသက်ကြီးလာတဲ့အခါဇနီးဖြစ်သူညိုမြအားပြောပြသည်ဟု၍ဆိုတယ်မောင်လူလာမှာအမဲသားနဲ့ဘူးဒီကိုအလွန်စိတ်နာသွားသည်ဟုဆိုတယ်မောင်လူလာတို့မိသားစုကလည်းခလေးမအစအမဲသားကိုမစားမတောက်ကြခဲ့သူရုပ်ဆွအစုံအမဲသားနဲ့အမဲရုပ်ကိုပင်ရှံဝင်းအတွင်းသို့အသွင်းမခံဘူးဟုသိရတယ်အဲ့ဒီအဖြစ်အပျက်များကိုပြန်လည်ပြောပြသည်မှာဦးလူလာနဲ့ဒေါ်ညိုမြတို့ရဲ့အကြီးဆုံးသားဦးမြဆိုတဲ့သူသားဖြစ်တယ်ထိုဦးကြီးမှာယခုတတိုင်နဘူးရွာကလေးအတွင်းမှာနေထိုင်လျက်ရှိပြီးမိဘလက်ငုပ်လက်ရင်ကြံခဲ့တဲ့ချံကျဲကြီးကိုစိုက်ပျိုးလုတ်ကင်စားတောက်လျက်ရှိနေပါတော့တယ်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းကတော့စာရေးဆရာအက္ခစောရေးသားထားတဲ့
ဘူးစင်ချိတ်တဲ့အမဲရိုးဆိုတဲ့ဇလန်အစအဆုံးပဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှာလည်းကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇလန်ကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျွန်တော်ကကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ